ကလောသူလေးမိုက်လားစိတ်ရပြောတယ်မှာတော့တယ်ပါလေးရှိုးမေကူလေးရှိုးခွေးမှာဘယ်ကိုချိန်နေရလဲရှင်းပါဦးကြောက်ဆောဝင်းထက်လာတယ်ဆောဝင်းမလေးဆက်ရပြီးပြီတော့ဘာပြောတော့မရှက်ရပါအဲ့တော့ကားပေါ်ရောက်လာတယ်လုံနေနော်ပုံမှန်လားဟုတ်တယ်နာမည်ပေးနေရလေနာမည်ပေးနေရလေအသက်ကဟယ်လိုအသက်ကညီမလေးပေါ့တက်လေးကညီမလေးပါလို့โอเคတော့ပါမင်းနောက်တော့မှာဟာဒီမှာအော်ကောင်းဖဒီနဲ့တွေ့ပြီဖဒီနဲ့တွေ့ပြီအဘာကြီးလဲအဲ့ကြီးအာဘုဇောလေးရဲလက်ဘူးလားကင်စားမလို့ပဲလူကျန်သေးတယ်လေစုံမိသားလည်းအဲ့ကြောင့်ဟုတ်တာပဲကျွန်တော်ဒီနေ့ဟိုလက်မှာစကေလာမြင်နေဟိုပဲရှိရလေနှစ်ယောက်ပဲအဲ့ကကျွန်တော်တို့ဆိုစစ်စစ်ရမှာချင်းရတယ်မှာဖြစ်တော့ငါမိခင်မရအောင်ဟုတ်တယ်လေဟိုချင်းထိုင်ဆောင်နေတာပဲသနာပါတယ်တော့ယူပြီးရရတာဒီမှာတော့ကိုတော့ရှူးနေတယ်ကိုပြောတယ်ကိုပြောတယ်ဟိုရင်းနေတယ်လေပါဦးတဲ့ပဲဦးချဲသေးတယ်ပါငါတို့က2ဝဲကွာမရပြတာပလာယူရဘူးကကလောသေးရသွားပြီးတော့မုတ်စားမှာဖြစ်ပါတယ်နော်ကလောသူတွေရဲ့ကျွေးတူဘူးနွေးအေးတော့အေးရမ်းမအေးဘူးနော်ဒါမှန်တော့မှန်တော်ယူလောက်ဆိုရင်ဟိုစိုက်ကနေထွက်လာပြီတခါလေသူကရှန်တိုင်းတိုင်းမော်နီညမှာကျွန်တော်ရဲ့တငယ်ချင်းတယောက်နဲ့ကျွန်တော်နဲ့အတူတူ offlet ဟုတ်တယ်ညလုံးမှာကြောက်ကောင်းကောင်းမအိပ်ရအောင်ခရုရမယ်လာရောက်ခရုရမယ်ရှမ်းတော့လက်ဆက်တယ်ကျွန်တော်ရဲ့ရုပ်မြင်တရားခိုင်ဘုရားဆံပြက်ွားနေရည်ညညရည်ဟုတ်ကျွန်တော်ရဲ့အခုရုပ်မြင်တရားစီစဉ်ရတော့ကလုံးမျိုးရဲ့ထင်ကကလောစီကိုရရှိနေရဖြစ်ပါတယ်ကျွန်တော်တို့လည်းမင်းသိလို့လားဒီနားမှာထင်တာဒါကြီးလို့ထင်ရတာဘောကပေါပြီးသားကြီးဘယ်လိုပေါသွားလဲဘုံနေမှာမလားလဲပါအဆုံးတော့ကျွန်တော်ရောက်ရှိတာ是我去玩山里玩，这都是这样。山豆三米哦。做山豆的都我去玩。ကလောသူလေးမိုက်လား
စိတ်ကပြောတယ် တယ်မှာတော့တယ်မှာဒီရှာစနေဆိုမေကူမေးလိုက် ဒီမှာစားကျွန်တော်ရဲ့ရုပ်မြင်တရားစီစဉ်ရတယ်အခုကလောသေးရဲ့ဗာလဲပတ်ပြီးရဲ့အချိန်မှာတော့ကျွန်တော်တစ်ခါပြေဆက်ပြီးတော့သွားမယ်တော့ပြေးသေးပါဘူး ဒီဈေးရဲ့ထူးခြားချက်ကဘာလဲဆိုတော့အစားအသောက်တွေရမ်းကောင်းတယ်ပြီးတော့လက်မဆက်သွယ်ရေးနေရာချက်ချကြတယ်အိုးတွေဆိုင်တယ် ဒီတဲ့ သွားလို့လာလို့ဆင်ပြေတယ်ရတာရှိတယ် တုံးလေးတစ်ပွဲကို ကျွန်တော်တို့လိုလူငယ်တွေကစပြီးတော့ဒီလိုလူကြီးတွေအဆုံးထိသွားလို့လာလို့စားလို့တောက်လို့ဆင်ပြေကိုနေမင်းကမနဲ့နိုင်တာတွေပို့တာလို့လောကငါဘာမှမသိတော့ဒီဈေးတော်သေးတယ်ပဲမယ်လေ ထားခဲ့လိုက် ကျွန်တော်တို့တရက်ဖွင့်နေဈေးတွေကို ပြားဟုတ် ဟိုပြားကြီးကောင်ငါတို့တုတ်ဆောင်နေ လာပြီလာပြီကိုကြီးကိုကြည့်ရင်ကိုကြီးကင်မရာကိုကြည့်ရင်ပြားလေးလာပြီးအောင်ငါတို့တုတ်ဆောင်နေ မကြိတ်ဘူးလေဒါကြီးရ နဲ့ဝင်လိုက် ပြန် အဲ့လိုကနေလိုက်တော့ တယ်မှာတော့တယ်မှာဒီရှာစနေဆိုမေကူမေးလိုက် ချဲသေးလေးပါလေ တူးရဲကွာ မရပြတာမလားယူရသွားလို့လာလို့စားလို့တောက်လို့ဆင်ပြေစားပြီဘူးကျမနည်းနည်းနေရအတူတူပဲနော်ဘူးကျတက်မှာနည်းနည်းနေရဟိုကလည်းပါတယ်လေ ခွန်တို့